အားလုံးပဲမင်္ဂလာပါကျွန်မ6ရက်9လပိုင်း6ရက်ပေါ့နော်9လပိုင်း6ရက်နေ့အတွက်ထုံးစံတိုင်းပဲဆိုရင်အချိန်နော်အချိန်ဆိုပိုင်းပေါ့အဲ့ဒါကဟိုပါတော့3နှစ်နော်အချိန်က3နှစ်အဲ့ဒါကိုဟိုနက5139နော်5139အဲ့နဲ့ကတ်မယ်ပြီးရင်အဲ့ဒီ5139ခွေမယ်ဒါရတော့ထုံးစံတိုင်းပဲတနေ့ကုန်စားတွေပဲနော်အဲ့တော့ဟိုဟာရှိရတယောက်တော့ရှိရဒီလားပြီးခဲ့တဲ့အပတ်တုန်းကပြီးခဲ့တဲ့ပတ်တော့ကြာတုန်းကလာပြီးမှန်ထားတဲ့တရားဒါသူကတော့အရင်ကြည့်တဲ့လူလည်းမဟုတ်ပေါ့နော်ဒါပြောရင်နောက်မှလာပြီးလောင်နေသူတွေပေါ့နောက်မှလာပြီးလောင်နေတဲ့သူတွေပဲဖြစ်ဖို့များပါတယ်အရင်တည်းကကြည်လာတဲ့သူတွေဆိုရင်တော့အလောက်လောင်မှာမဟုတ်ဘူးလေနော်ဒါကတော့တမင်ကိုလာပြီးတော့လောင်သူတို့ပဲလောင်တာအဲ့တော့ဘာပြောမှလဲဆိုရင်လေမကြိုက်ရင်ကြော်သွားနော်မကြိုက်ရင်ကြော်သွား easily ကြော်သွားပါဖြစ်အောက်မှာ comment မှာလိုက်ပြီးတော့ပြောလို့ရတယ်ပြောဘာမှဖြစ်ဘူးနော်လာပြီးလောင်နေဆိုလဲကိုယ့်ရဲ့အကြောင်းကိုလူသိအောင်လို့ဖော်ထုတ်လိုက်တာပဲရှိသွားလိမ့်မယ်လေအဲ့တော့ဘာလို့မှာတော့သူများအောက်ကိုလိုက်ပြောကြတော့လေအဲ့လိုတွေပေါက်တက်ကြရရှာအောင်ပြောကြတယ်မလားအဲ့နဲ့လဲဟိုမှာတောက်ကြနေမှာတဏီကုံကိုကျွန်မ6လုံးခွေခိုင်းလို့တဲ့ပေးလိုက်ပါလားတဲ့10လုံးနဲ့အဲကြောင့်လို့ဟုတ်တယ်လို့လာပြီးလောင်းနေရသီလားအခုဆိုဘူးဆိုလိမ့်မယ်နော်တချို့ရှိရမွေးအောင်လုပ်နေရလားတဲ့ဆိုတော့ဟုတ်တယ်လို့မွေးအောင်လုပ်နေရလို့သူများမွေးအောင်လုပ်ရင်တအားပြောတာလေသိရမလားအဲကြောင့်အဲ့တော့ကိုယ့်အတူကိုမကြည့်ချင်ဘူးမကြိုက်ဘူးဒီလိုမကြိုက်ဘူးမကြည့်ချင်ဘူးဆိုကြော်ပေါ့အေးစိတ်ကြော်သွားပေါ့ဘာတော့လက်ကားနေရင်ဒီလားကိုယ့်ကိုလောင်နေကြတာโอเคအဲ့ကဲဟုတ်ပါအဲ့တော့အခု3နှစ်เนาะ3နှစ်ကအချိန်5139အဲ့ဒါကကတ်မယ်ပြီးခဲ့တဲ့ဘက်ကတော့တို့3ကတ်လုံးအစင်းလေးသွားတော်သည်